မှတ်40အဲ့ဘွားကြတော့ကျွန်တော်တကယ်ချင်းနေတယ်တိုင်းတွေ့ရပြီဒီကကျွန်တော်ကတက္ကသိုလ်ရောက်တဲ့ဟာကျတော့စာစိတ်ဝင်စားလားဆိုစာလွယ်ချင်တာအကုန်လုံးစိတ်ဝင်စားတယ်မောင်အိုက်ဆိုတော့အခါကျတော့ကျွန်တော်တက္ကသိုလ်တော့စာမလို့ဘူးကျန်တာကောင်းတယ်ဂိမ်းဆော့တာပို့ပြီးတော့ကျွန်တော်တဖြည်းဖြည်းနဲ့ပို့ပြီးတော့အားတာလာဂိမ်းဆော့ရဲဆိုတာလည်းဂိမ်းကတော့ကျွန်တော်ငွေလေးရဲ့စပြီးတော့ဟိုဖုန်းကင်းလေးရဲ့စပြီးကျွန်တော်တို့ဟိုစုံတာတူကုန်ပါဂိမ်းဆိုကျွန်တော်ကုန်းဆော့ဘောလုံးကျွန်တော်ကျတော့ဘောလုံးရင်းရင်ကောင်းအားနေတယ်ဘောလုံးရလွယ်ကျွန်တော်ဂိမ်းနဲ့ကောင်းဆော့ဘောလုံးစိတ်ဝင်စားရတယ်မဟုတ်ကြည့်ရတယ်မယ်နေဘောလုံးတိတ်လုံးတာပေါ့လေနော်ဆိုတော့ okay အဲ့ဒါနဲ့ကျွန်တော်တို့ game စပြီးတော့ကျွန်တော် screen နဲ့ဆော့ပြလာ game ဆိုတဲ့ခါကျတော့ကျွန်တော် Dota 1 ဆော့ပြတယ် Dota 1နေပြီးတော့ Dota 1တကယ်ကျွန်တော်တကယ်ရင်းနေကျွန်တော်တို့ဒီ mobile မှာပဲဟိုကဒီဘက်ဆော့ကြတာပေါ့နော်ကျွန်တော်တို့ chain ဝဲတွေဆော့တယ် chain ဝဲတွေကျွန်တော်တို့ mobile ထောက်ချမ်း wireless မင်္ဂလာတော့အကုန်လိုက်ပြီးတော့တကယ်ချင်းတူလိုက်ပြီးတော့ဆော့တာပေါ့ကျွန်တော်ကတော့ဆော့တယ်ဒါပေမဲ့ရိုင်းကောင်းကြီးရမဟုတ်ဘဲနဲ့ရိုင်းလည်းမစိုးတော့မစိုးဘူးပေါ့အဲ့နဲ့ကျွန်တော်တို့တကယ်ချင်းတူ game တွေဆော့ပြတာနော်ဒီဘောတက္ကသိုလ်ဘောကလည်းကျွန်တော်တို့ပြောစရာတို့ဂိမ်းဆော့မယ်ဂိမ်းဆော့မယ်ကနေပေါင်းတယ်ဗောနော်ဂိမ်းဆော့တဲ့ကနေပေါင်းကျွန်တော်ကတော့ဂိမ်းဆော့တဲ့ဘက်ကိုလည်းပို့ပြီးတော့အားသာပြောသွားတော့အဲ့နဲ့ကျွန်တော်တို့တက္ကသိုလ်ကျွန်တော်တို့တရရပီတာပါလားမသိပါဘူးတရရပီတာတော့မဟုတ်4 year လားမသိဘူးနော်အဲ့ချိန်မှာကျွန်တော်တငယ်တရားပေါ့သူကကျွန်တော်ဒီ mobile legend game လာပြီးမိတ်ဆက်ပြီးတော့ဒီဂိမ်းလေးဆော့ကြည့်ပါလားဒီဂိမ်းလေးဆော့လို့ရန်ကောင်းတယ်အဲ့ပေးကွာကြိတ်ပဲကိုယ်ကအဆောင်မှာတက်တယ်အဆောင်မှာပြန်သွားတော့အဆောင်ပြန်တော့အဆောင်မှာတယောက်လည်းဆော့ပြတာပေါ့ဆော့ပြတဲ့ခါကျတော့ဂိမ်းကလည်းဆော့ကောင်းတယ်ပြီးတော့900ဆော့ရတဲ့ခါကျတော့ဆော့ရပုံစံလေးကကျွန်တော်နေဆိုရနဲ့ဆင်တဲ့ခါကျတော့900ဆိုတော့ဆော့လို့သူကဒေါ်လာဆော့တဲ့လူတယောက်ဆိုတော့ဒီဂိမ်းဆော့တဲ့နည်းလေးပို့ပြီးတော့လွယ်ရောနော်အဲ့တော့ဒီဂိမ်းကိုနည်းလေးသဘောကျအဲ့ချိန်မှာကျွန်တော်ဆော့တဲ့ခါကျတော့သိပြီးတော့ရိုင်းမတွင်ကျဲသေးဘူးပေါ့တွင်ကျဲသေးတဲ့ခါကျတော့ကျွန်တော်အဆောင်မှာတယောက်လည်းဆော့ပြတယ်အဲ့လိုဆော့ရင်းနဲ့အဲ့လို online မှာတကယ်ကြီးနေတွေ့ပြတယ်ပေါ့နော်မြန်မာလူတွေတွေ့ပြတယ်တခြားနိုင်ငံလူတွေတွေ့ပြတယ်ပေါ့မြန်မာလူတွေနဲ့ဒီမိုင်းတယောက်2ယောက်3ယောက်9ယောက်ထိတွေ့လာခါကျတော့ကျွန်တော် client squad တစ်ခုလိုဖြစ်သွားပါ squad တစ်ခုလိုဖြစ်သွားတဲ့ခါကျတော့ mobile legend မှာကျွန်တော် rank နေတင်ပြတယ်ပေါ့နော်အဲ့ဒီနေ့ကျတော့ကျွန်တော် mobile legend 2 season ကျွန်တော်ပြန်ပွဲတစ်ခုပေါ်လာပြန်ပွဲတစ်ခုကဘာလဲဆိုတော့ကျွန်တော်မဟာဗန္ဓုလပန်းချမှာဒီပြန် mobile legend ပြန်ပွဲပြန်ရမယ်နော် okay လို့ကျွန်တော်တို့ကိုလို rush push တဲ့လူတွေကမြန်မာနိုင်ငံမှာရှိတယ်ဆိုတဲ့ခါကျတီးတဲ့ခါကျတော့ဒီပြန်ပွဲတော့မစိုးဘူးပြန်ပွဲဆိုရင်တော့ကိုယ်စိတ်ဝင်စားရတယ်ဆိုတဲ့ခါကျတော့အဲ့ဒီပြန်ပွဲတော့တိုင်းပေါ့တော့ဆုံးဖြတ်အဲ့လိုတကယ်ချင်းကတော့ဒီ game ထဲမှာပဲစုံသွားပြီးကျွန်တော်ဆုံးဖြတ်လိုက်ကြပါအဲ့ကျွန်တော်တစ်ခါမှတော့အပြင်မှာမတွေ့ဘူးပေါ့အဲ့မဲ့အဲ့ဒီမှာကျွန်တော်တို့ပြန်ပွဲတော့မှဆိုမှာဘာလို့ကပိုင်းမှာစပြီးပြန်ရအောင်စပြန်တဲ့ခါကျတော့ကျွန်တော်အရင်တော့ကျတော့ဂိမ်းစားဆိုတော့ KV လို့ဆိုတော့ကရီနာရောကရီနာတို့ကရီတို့ကတော့ကိုယ့်ရဲ့လက်ဆွဲရောပေါ့နော်ဒါကြောင့်ဘာမဟုတ်ဘူးအဲဒီတော့ကျွန်တော်တို့က